ပလောဝအပါဝင်ရခိုင်ပြည်ရှိမြို့နယ်15မြို့နယ်ကိုသိမ်းပိုက်ထားတဲ့အာရခတပ်တော် AA ဟာလာမယ့်2029မကုန်မီကြန့်ရှိနေတဲ့မြို့နယ်တွေကိုသိမ်းပိုက်သွားမယ်လို့ AA ဗိုလ်ချုပ်ကပြောကြားလိုက်ပါတယ်။ဒီနှစ်ကစပြီးလာမယ့်2029မကုန်မီလက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီ10ရက်နေ့မှာကြာရောက်တဲ့ AA ထူထောင်တဲ့18နှစ်မြောက်မှာအခုလိုပြောဆိုလိုက်တာပါ။အာရခတပ်တော် AA ဟာအမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ပလောဝအပါဝင်15မြို့နယ်ကိုသိမ်းပိုက်ထားပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့2029မတိုင်မီလက်ကျန်မြို့တွေအားလုံးကိုလက်ဆတတ်မယ်လို့ပြောဆိုတာဟာစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့ကိုပြောဆိုတာဖြစ်ပါတယ်။ဒါကြောင့်ဒီမြို့3မြို့ကိုသိမ်းပိုက်ဖို့အေးအနေနဲ့မိုးဆုံးမြေဆုံးဆက်လက်ချစ်တဲ့တိုက်ပွဲဝင်သွားမယ်လို့တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအခုလိုကြေညာလိုက်တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်သူတွေနဲ့ရဲဘော်တွေအသက်ချွေးကိုလက်အင်္ဂါစွန့်လွတ်မှုတွေနဲ့အနစ်နာခံထားတဲ့ပေးဆက်မှုတွေအားလုံးကိုမြည်သည့်တစ်ခုမှအလားအတာမဖြစ်စေရဘူးလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောပါတယ်။နှစ်ပေါင်းရာနဲ့ချီဆုံးရှုံးဖိနှိပ်ခံလာရတဲ့ရခိုင်ပြည်သူတွေရဲ့တရားတော်စစ်ပွဲအမျိုးသားလွတ်မြောက်ရေးစစ်ပွဲဖြစ်ကြောင်းကလည်း AA ကဆိုပါတယ်။ရခိုင်အချုပ်အခြာအာဏာကြာဆုံးခဲ့တဲ့1984ခုနှစ်နောက်ပိုင်းနှစ်ပေါင်း242နှစ်အကြာမှာရခိုင်နယ်မြေအများစုကိုအာရခတပ်တော် AA ကထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ AA ကသိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာအုပ်ချုပ်ရေးတရားစီရင်ရေးပညာရေးကျန်းမာရေးစတဲ့ရန်တရားတွေလည်းပတ်နေပါတယ်။တစ်ဖက်မှာလည်းအာဏာသိမ်းစစ်အုပ်စုကလေကြောင်းရေကြောင်းအပါအဝင်လက်နက်ကြီးတွေနဲ့သိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။လွန်ခဲ့တဲ့2009ခုနှစ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာမြန်မာတရုတ်နယ်စပ်မှာလူ26ယောက်တနက်တလက်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့ AA ဟာအခုဆိုရင်ရခိုင်လူမျိုးလက်နက်ကိုင်တပ်အဖြစ်ရပ်တည်ခဲ့ပါပြီ။